Hello အားလုံးပဲမင်္ဂလာပါရှင်ရပလက်မြေရောက်လို့ရှင်ရကောက်ယထာကြီးပျော်ပျော်စီးရမယ်အကြောင်းလေးပြောပြပေးပါမယ်ယထာမစီပဲကားစီးပြီးသွားမယ်ဆိုရင်တော့လမ်းနေရာအင်မတန်မှကြက်တယ်တက်စီတွေကလည်း foreigner ဆိုရင်ပညာပြတယ်ဈေးတွေစမတန်တောင်းတယ်post နဲ့ခေါ်လို့ရှင်လေလမ်းကြက်တယ်ဆိုခေါ်လို့တော့မရတော့ဘူးပေါ့နော် BTS station ရောက်လို့ရှင်ကောင်တာမှာနောက်ထပ်စကားကြီးအများကြီးမပြောချင် operator နဲ့စကားမပြောချင်ဆိုရင်တော့ကိုယ့်အကို ticket machine နဲ့ပဲဖြတ်လိုက်ပါကျမတွေ့ရတော့လူငယ်တော်တော်များများတော့ ticket machine နဲ့ဖြတ်ပြီးလူကြီးတွေကတော့ counter မှာလက်မှတ်ဝင်နေကြတွေ့ရပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်တော့အတူတူပါပဲကိုကတကယ်လို့ထိုင်းဘာသာစကားမနားမလည်ဘူးဆိုလဲ English language ကိုပြောင်းပြီးကိုစထွက်တဲ့ station ကနေကိုသွားမယ့် station ကိုဘယ်လောက်ကြာလဲကွာဝေးပေါ်မှုတည်ပြီးတော့လက်မှတ်တက်ဆောင်လား2ဆောင်လားပေါ်မှုတည်ပြီးတော့ငွေသားထည့်ပြီးတော့လက်မှတ်ဖြတ်ရတာပါအဲ့တော့ငွေသားကလည်း100တန်အနှုတ်ကလေးတွေပဲထည့်လို့ရတယ်ကျွန်မထင်တာ900တန်လို့1000တန်လို့ဆိုရင်တော့မရဘူးပေါ့နော်တကယ်လို့ scan ဖတ်လို့ရတယ်ကိုက bank ရှိရဆိုလဲ scan ဖတ်လို့ရတယ်ပတ်စံထည့်ပြီးသွားလို့ရှင်အဲ့ဒီအောက်ထဲမှာပြန်အန်းတဲ့ပတ်စံနေနဲ့ ticket ကတ်ကလေးကြာလာပါတယ်အဲ့ဒါလေးကိုယူပြီးတော့သွားလို့ရပါပြီကျမခုနကပြောတာလေးကိုသိစိတ်ရိုက်ပြထားပါတယ် language မှာ English ကိုပြောင်းပြီးရင်ကိုသွားမယ့် side station ကနေကိုသွားမယ့် station နှိပ်လိုက်ဘယ်လောက်ကြာလဲဘယ်နှစ်ခုဖြတ်မှာလဲဆိုတာပေါ်လာတယ်အဲ့ဆိုငွေသားလေးထည့်လိုက်ရုံပဲပေါ့နော်ထိုင်းမှာတော့အကျွေးစီးတွေလိုက်သိမ်းနေရတာတော့အလုပ်တစ်ခုပဲကြာလာတဲ့ကက်ကလေးကိုဒီဂိတ်နေရာမှာတင်လိုက်လို့ရှင်တကားပွင့်သွားရင်သွားလို့ရပါပြီဂိတ်ကလေးနဲ့ဝင်ပြီးရင်ကိုသွားမဲ့ bus station ဘက်အချမ်းမမအောင်ပေါ့နော်အပြန်လန်းနဲ့အသွားလန်းနဲ့မမအောင်တစ်ချက်ဒီမြေပုံမှာကိုသွားမဲ့ဘက်ကဘေးဘက်ကိုမျှပြထားတယ်ကိုသွားမဲ့ station တော့တစ်ချက် check လုပ်တင်ပါတယ်မဟုတ်ရင်တော့လမ်းမှာပြီးလမ်းပြောင်းပြန်ရောက်သွားမှာဆိုလို့အဲ့တော့ကိုသွားမဲ့ station ရှိတယ်မျှပြထားတဲ့ဘူတာဘက်အချမ်းကိုတက်ရမှာဖြစ်ပါတယ်ကိုရီးယားတော့ Banna station ကနေပြီးတော့ Central World ရှိတဲ့ချစ်လုံကိုသွားမှာပေါ့နော်ချစ်လုံ station ကိုသွားမှာပါအဲ့တော့ချစ်လုံဘက်ကိုသွားမယ် line ဘက်ကိုတက်လာလိုက်ပါတယ်ဘန်ကောက်ရောက်တာတစ်နှစ်နီးပါးပြီးတော့မယ်ထက်ကလေးကနေပြီးတော့ဒီနေ့ BTS guideline လုပ်ပေးတာပါကျေးဇူးတင်ပါတယ်ထက်ရေချစ်လုံးဘက်က station ကိုကြော်ပြီးတော့ပြပေးတာပါဒီဘက်မှာကြော်တကားလေးလည်းကာထားတယ်မြားအဝါလေးတွေအောက်နားလေးမှာလေထွက်မဲ့သူနဲ့ဝင်မဲ့သူနဲ့မတိုက်မိအောင်လေသူ့ plan လေးနဲ့သူပေးထားပါတော့ကိုကြိုက်ဆုံးထိုင်းမင်းသမီး by fan လေးတွေ့လို့ by fan လေးရိုက်ရသေးရဲ့ပြေးလာယထာတစည်းနဲ့တစည်းရတို့စီယာဘတ်စကားလို့ကြာကြီးမဆောင်ရအောင်ခဏလေးနဲ့လာ10မိနစ်ချာတစည်းလောက်များလာမလားမသိဘူးရုံတက်ရုံစင်းချိန်မဟုတ်ဘူးဆိုရင်တော့ချောင်းချောင်းချီချီနဲ့နေရာရပါတယ်နေရာရရင်တော့အေးဆေးဆေးနဲ့လိုက်သွားပေါ့နော်နေရာများဘူးဆိုရင်တော့အလဲမှာမတည့်ရရမယ်အဲ့မှာတိုင်လေးတွေမှာကင်ပြီးတော့မတည့်ရကြပေါ့နော်တခုရှိတာကတော့ BTS ကတအားကိုမှအေးပါတယ်အဲ့တော့အတွဲမရှိပဲ FA တွေဆိုရင်တော့နွေးနွေးထွေးထွေးဝတ်သွားပါအထဲမှာ aircon တအားအေးစိမ်နေတာမလို့အစားတောက်တွေလည်းစားလို့မရပါဘူးเนาะအပြန်နေပြီးတော့ဟုတ်တယ်အားရပါရဝဲလာပြီးတော့အထဲမှာဖွင့်ဆောက်စားနေတာပါရဲ့နန့်လေးထွက်မှာဖြစ်တဲ့အတွက်စားလို့မရပါဘူး Central World Base ကိုသွားမယ် Chillon Station ကိုရောက်ပါပြီ Station မှာဆင်းမှလည်းမပူရအောင်ပေါ့နော်ယထာတစ်လျှောက်နောက်ထပ်ဆိုင်မဲ့ပူတာကိုသွား Next Station စက်ထာနီဥဒုံစုစက်ထာနီဘာညာအမြဲ on နေတာပေါ့အဲ့တော့ကိုသွားမယ့်နေရာရဲ့ Station နာမည်ကသိရဆိုရပါတယ်ခုနလက်မှတ်ဖြတ်တုံးကကပြားလေးကိုဒီ gate အပေါက်ထဲကိုထည့်လိုက်လို့ရှိရင် gate အနီတန်းလေးပွင့်သွားတာပေါ့နော်ကြလို့လားအဲ့ဒီကက်လေးယထာပေါ်မှာပျောက်သွားရင်တော့ကျွန်မလည်းမသိပါဘူးအဲ့ဒီကောင်ဘယ်လိုထွက်မလဲဆိုတာတော့အဲ့လက်မှတ်ဖြတ်တဲ့ ticket machine နားမှာလေဒီ waffle ကအားဟိုမှာမှုေးတာမှုေးလွန်းလို့မနေနိုင်တော့လို့တော့ဝယ်စားမိအဲ့ဒီကမှုေးတာပဲသူရဲ့ better အနံ့ကလေနောက်အဲ့ဒီ BTS station မှာကြိုက်တဲ့ဟာလေးကတော့ဒီမှာ7-11လို့ပဲစတိုးလေးနေရာတိုင်းမှာရှိတာပဲတွေ့ရင်လည်းကျမလည်းမဝင်ရမနေနိုင်ဝင်ပြီးလို့ရှိရင်တူလီမုတ်စာလေးမြဲဆွဲမိပြန်အောင် BTS ကလေ station တစ်ခုနဲ့တစ်ခုတော့ကားမပိတ်တဲ့အတွက်တော့မြန်တယ်ဒါပေမဲ့သူတို့ရဲ့ဒီ BTS စီးရမယ့်နေရာကိုသွားရတယ်ကတော့တော်တော်ကိုမှရှောက်ရတယ်အဲ့တော့လမ်းလျှောက်ရင်းနဲ့လူတွေရဲ့ဘိုက်စားကြလာတယ်ဘိုက်ဆိုင်ဝယ်စားလို့ရအောင်ဒီလိုဆိုဆိုင်လေးတွေ station ထဲမှာစောက်ပြီးထားဖြစ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကြရပလက်မြေရအောင်ရကောက်ရထားကြီးပြပြစီကြည့်ပါနော်။